ကောင်မလေးကအဖိုးအိုကိုမြင်လိုက်တာနဲ့သူဟာသူမရဲ့သားရင်းဖြစ်ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။လူတိုင်းကသူမအဖိုးအိုကိုအခွင့်ကောင်းယူနေတယ်လို့ဆွဆွဲနေကြချိန်မှာအဖိုးအိုကသူ့မရှိမှရုတ်တရက်ဒူးထောက်ချလိုက်ပြီးသူမကိုမေးလို့ခေါ်လိုက်ပါတယ်။ဘေးပတ်ဝန်းကျင်ကလူတိုင်းမြင်သက်သွားကြတယ်ဘာလို့လဲဆိုတော့အတိတ်တုန်းကအမျိုးသမီးဟာသူမရဲ့နောက်ဆုံးတာဝန်ထမ်းဆောင်ချိန်မှာစောင့်ဆိုင်နေတဲ့တပြတွေရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံခဲ့ရလို့ပါ။သူမတိုက်ခိုက်သူတွေကိုနှိမ်နင်းပြီးနောက်သူမသားကအိမ်ကနေရုတ်တရက်လိုက်လာခဲ့တယ်။သူမသားဖြစ်သူဒဏ်ရာရမရစစ်ဆေးဖို့အပြေးသွားခဲ့ပေမဲ့ဓာပြတွေရဲ့ဘုံအချိန်ကိုက်ဆက်ပောက်ကွဲခါနီးနေတာကိုတွေ့လိုက်ရတယ်။သူမသားကိုကာကွယ်ရင်းတေဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့သူမပြန်လို့လာတဲ့အခါနှစ်တရကြာပြီးနောက်ပြန်လည်မွေးဖွားလာတာကိုတွေ့ရှိခဲ့ရတယ်။မင်္ဂလာဝတ်စုံနဲ့အဖိုးကြီးတယောက်ကိုလက်ထပ်ခါနီးအချိန်ပေါ့သူမသူ့ကိုလက်သီးတစ်ချက်တည်းနဲ့ထိုးသိပ်လိုက်တယ်။မင်္ဂလာလက်စွပ်ကိုချွတ်ပြီးထွက်ခွာဖို့ပြင်ဆင်ခဲ့တယ်။ဒါပေမဲ့သူမကိုအမြဲထင်သေးတဲ့မွေးစားအဖေကတားဆီးခဲ့ပြီးဒီနေ့မင်္ဂလာဆောင်ရမယ်လို့ပြောကလုံခြုံရေးတွေကိုပါခေါ်ခဲ့တယ်။သူမပြန်လည်မွေးဖွားလာမှန်းသူမသိခဲ့ပါဘူး။လှုပ်ရှားမှုတစ်ချက်တည်းနဲ့သူမအဆောင်တွေကိုနှိမ်နင်းလိုက်ရာမွေးစားအဖေနဲ့ပရိယေများတဲ့အမျိုးသမီးတို့မြင့်တက်သွားခဲ့ကြတယ်။ကောင်မလေးထွက်ခွာသွားချိန်မှာသူမရဲ့ကွယ်လွန်သူခင်မွန်းနဲ့အရန်တူတဲ့သူတယောက်ကိုသတိထားမိလိုက်တယ်။သူမသားဟာတကယ်တော့အဲ့ဒီလူရဲ့အဖိုးဖြစ်ကြောင်းသိလိုက်ရတဲ့အခါတားဖြစ်သူကိုတွေ့ဖို့မြင့်ဖြစ်သူနောက်ကိုလိုက်သွားခဲ့ပါတယ်။အဖိုးအိုကကောင်မလေးကိုတွေ့လိုက်တာနဲ့အရန်စိတ်လှုပ်ရှားသွားပြီးသူ့ရဲ့နှလုံးရောဂါပြန်ထလာခဲ့တယ်။ပရိယေများတဲ့အမျိုးသမီးကသူမကိုအစိတ်ခတ်တယ်လို့ချက်ချင်းဆွဆွဲပြီးရဲတောင်ခေါ်ချင်ခဲ့တယ်။ကံကောင်းစွာနဲ့ပဲအဖိုးအိုကအချိန်မီတားဆီးပြီးသူမကိုဘေးတွန်းထုတ်လိုက်ကမျိုးသမီးရဲ့ရင်းနှီးနေတဲ့မျက်နှာကိုမြင်တာနဲ့နောက်တစ်ချိန်ဒူးထောက်လိုက်ပြန်ပါတယ်။မိသားစုတစ်ခုလုံးမြင့်တက်သွားခဲ့ကြတယ်။အမျိုးသမီးကသူ့ကိုကူညီထူမပေးပြီးသူမကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ကြောင်းပြောခဲ့တဲ့အဲ့ဒီနောက်အတိတ်ကိုပြန်အောင်မေ့ဖို့တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသူမရှာချင်ခဲ့တဲ့ပရိယေများတဲ့အမျိုးသမီးကလိုက်ဖို့ကြိုးစားပေမဲ့အဖိုးအိုကတားဆီးခဲ့တယ်။သူမဒေါသထွက်ပေမဲ့ဘာမှမတတ်နိုင်ပဲအဖိုးအိုယောဂဖောက်နေတယ်လို့ပဲထင်ခဲ့တယ်။အဲ့ဒီနောက်အမျိုးသမီးကအရာအလုံးကိုရှင်းပြခဲ့တယ်။သူမပြန်လာလို့သူအလွန်ပျော်ရွှင်ခဲ့ပေမဲ့ဒုတိယအကိုကတော့ဒါကိုရေစရာလို့ထင်ခဲ့တယ်။ဒါပေမဲ့အဖိုးအိုရဲ့တတိပေးမှုအောက်မှာသူမကိုသူတို့ရဲ့ဘေးဘွားဖြစ်လက်ခံခဲ့ရတယ်။အဲ့ဒီနောက်သူမကိုအိမ်မှာနေခွင့်ပေးခဲ့ပြီးအဖိုးအိုကျမ်းမာရေးမကောင်းတာကြောင့်သူမကမိသားစုကိုဦးစီးစီမံခဲ့ပါတယ်။နောက်ပိုင်းသူမအလုပ်အတွက်ကုမ္ပဏီကိုတွားခဲ့တယ်။ပရိယေများတဲ့အမျိုးသမီးကသူမကိုတွေ့ပြီးတားဆီးဖို့အကြံထုတ်ခဲ့တယ်။သူမကရေတစ်ခွက်ယူလာပေးတယ်လို့ဟန်ဆောင်ပြီးအမျိုးသားတယောက်ဖုံးပြောနေချိန်မှာလျှို့ဝှက်စာရွက်စာတမ်းတွေပေါ်ရေကိုတမင်တွန်းချလိုက်တဲ့အမျိုးသားပြန်လှည့်လာတဲ့အခါသူမကအမျိုးသမီးအပေါ်အပြစ်ပုံချပြီးအမျိုးသမီးကမိသားစုကိုဒုက္ခပေးဖို့ကုမ္ပဏီထဲဝင်လာတာဖြစ်ကြောင်းအဖိုးအိုကိုယုံကြည်အောင်ပြောဆိုဖို့ကြိုးစားခဲ့တယ်။အမျိုးသားကတကယ်ယုံကြည်သွားပြီးအမျိုးသမီးဘာလုပ်ဖို့ကြိုးစားနေတယ်လဲလို့မေးခွန်းထုတ်ခဲ့တယ်။အဲ့ဒီနောက်ပရိယေများတဲ့အမျိုးသမီးကကင်မရာတွေရှိမှန်းသိလို့လုံခြုံရေးမှတ်တမ်းကိုစစ်ဆေးဖို့ပြောခဲ့တယ်။သူတို့ကြည့်လိုက်တဲ့အခါသူမကအမျိုးသမီးကိုထပ်ပြီးအကွက်ဆင်ပြန်တယ်။သူမကိုအပြစ်ပုံချဖို့ကင်မရာကိုတမင်ကွယ်ထားတယ်လို့ပြောဆိုရင်းပေါ့။အမျိုးသားကအမျိုးသမီးကိုကုမ္ပဏီကနေမောင်းထုတ်ဖို့ချက်ချင်းကြိုးစားခဲ့ပြီးပရိယေများတဲ့အမျိုးသမီးကဖမ်းဆီးဖို့လုံခြုံရေးတောင်ခေါ်ခဲ့တယ်။အဲ့ဒီအချိန်မှာအမျိုးသမီးကရဲခေါ်ပြီးလက်ပွေစစ်ဆေးတင်တယ်လို့ပြောလိုက်ပါတယ်။ပရိယေများတဲ့အမျိုးသမီးကလက်ပွေစစ်တာအရန်လှုပ်ရှုပ်တယ်လို့ညင်းခဲ့တယ်။အမျိုးသမီးကသူမကြောက်နေတာကိုလှောင်ပြောင်ပြီးဝန်ခံဖို့ပြောခဲ့တယ်။ရဲခေါ်လိုက်ရင်သူမလုပ်ရက်ကရာဇဝတ်မှုဖြစ်သွားမှာမို့လို့ပါသူမမလျှော့ပေးတာမြင်တော့အမျိုးသမီးကရဲခေါ်ဖို့ပြင်လိုက်တယ်။ပရိယေများတဲ့အမျိုးသမီးထိတ်လန့်သွားပြီးနောက်ဆုံးမှာအမှန်တရားကိုပြောပြခဲ့တယ်ပြီးတော့အမျိုးသားရှိမှတနာစရာကောင်းအောင်ဟန်ဆောင်ပြီးခွင့်လွှတ်ဖို့မျှော်လင့်ခဲ့တယ်။အမျိုးသားကလည်းတကယ်ခွင့်လွှတ်လိုက်ပါတယ်။အမျိုးသမီးကသူမရဲ့အသေးဖြတ်မှုကိုဘလို့ကင်တွယ်မလဲလို့မေးတော့သူကဘာမှအန္တရာယ်မဖြစ်စေခဲ့ပါဘူးလို့ပြောပြီးကြော်လိုက်ဖို့ပြောခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒုတိယသခင်လေးကကုမ္ပဏီမှာလာကစားနေရင်တကားဝမှာသူတို့ကိုတွေ့လိုက်ရပါတယ်